ရဲ့စမမလို့ပြပဲနေရှော့သိမ်းမှာပါဘလို့ရှော့သိမ်းမှာတော့ဆိုတော့ချကိုဇကားလေးတစ်ပုဒ်ချောင်းပြမယ်ပုံမြင်လုံးလေးပြမှာပေါ့နော်ချင်းတော့ကတော့အိတ်ပေါ့ကျွန်တော်ချကိုပြရလေးကိုပဲဆက်ပြီးနားထောင်ပြပါအခုအိတ်ဖို့စင်တင်တော့ရအောင်နော်ဖလုံးလေးပါယူဆောင်းလေးပါရှုံးကြရရှုံးပြီးတော့ဝါလေးရှူလိုက်တွန်းလိုက်လုပ်ပြပါနော်ပြီးရင်ချုပ်ကိုပြောအောင်ပဲစိုက်ပြီးနားထောင်ပြီးတော့နော်ဟုတ်ပြီချုပ်ကိုပြမယ်ဒီခါချုပ်ကိုပြမှာကခုမှအထက်ထွက်တဲ့စကားတကားဘာစကားလဲဆိုတော့စုံတောက်ကဒါပေမဲ့စုံတောက်ပေမဲ့တိုးစုံတောက်ကတိုးရဒီအမှုကိုဖြေရှင်းပါလူတွေလုံးဝမစင်စားနိုင်တဲ့အမှုတစ်ခုကိုတိုးရဖြေရှင်းပါဇလန်းရဲ့အစားကတူအုပ်ကြီးတအုပ်ရှိရပေါ့နော်အဲတူအုပ်ကိုမြန်ထိန်းချောင်းနေရတယ် job ဆိုတဲ့လူကြီးရှိတယ်အဲ job ကသူ့ရဲ့ဘဝကမနေခင်မိုးလေးအိမ်ရထမျက်နှာတစ်ပညာလို့တူတွေကိုထိန်းပြီးတူချောင်းထွက်ပြီးပြန်လာရင်တူတွေကိုပုံမြင်ပြရဲစာအုပ်ဖတ်ပြရဲဘာစာအုပ်တွေဖတ်ပြလဲဆိုတော့ဥပဒေကျောင်းတွေအမှုစကျောင်းတွေကိုဖတ်ပြရဲညနေဆိုတော့ဖတ်ပြပါတော့သူတွေကလည်းကြောဖတ်ပြတာအမြဲတမ်းနားထောင်တယ်ကြောကတော့ဒီတိုင်းပုံမှန်ပဲဖတ်ပြတာဆိုပေမဲ့သူတွေကတော့လူစကားနားထောင်ပြီးတော့ကြောပြောသမျှကိုအကုန်နားထောင်တယ်နားထောင်တော့ဟာကျတော့သူ့ရဲ့ကြောရဲ့သူတွေကအကုန်လုံးထူးခြားရပေါ့နော်ကြောတကောင်ထူးခြားရတကောင်ချင်းစီကိုကြောအကုန်မှတ်မိနေတယ်သူတကောင်မှဆိုရင်သပင်ရှိအဲ့လိုမျိုးရလုံးကို꿰ထားသပင်ရှိရရဲ့တကောင်ပြီးတော့လုံးဝအမွှေးထူတိုးရှိတာတကောင်ပြီးတော့လုံးဝကိုခုံအားပလာကြီးရဲ့တွင်းညီနောင်ရှိတာတွင်းညီနောင်နှစ်ကောင်ပေါ့နော်နှစ်ကောင်ရဲ့ပြီးတော့တိကိုကွေးလေးပဲမဲ့ဆက်စုမပူတွန်းတိတကောင်ရဲ့ပြီးတော့ဆောင်းရည်မှာမွေးရဲ့တိုးလေးတကောင်ရဲ့လုံးဝအယောင်နဲ့မတူပေါ့နော်တို့နဲ့မတူပဲထူးခြားနေတဲ့တိုးလေးတကောင်ရဲ့တိုးရီမှာကအယူတစ်ခုပေါ့နော်ဆောင်းရည်မှာမွေးရဲ့တိုးရီဆိုရင်တို့ကပယ်ထားကြရပေါ့နော်အကြောင်းမလို့ကြောကတူသေးလေးကိုအရန်သူလက်ပွန်းတတိနေရပေါ့နော်တူသေးလေးနဲ့အဲ့တိုးလေးကိုသူကပယ်ထားတော့ဟာကြောအဲ့ကြောကတော့မသိပါဘူးဒါပေမဲ့အထီးကျန်နေခင်ပြီးတော့လိုမျိုးလက်ပွန်းတတိနေပြီးရပေါ့နော်အဲ့ဒီမှာထူးခြားဆုံးတိုးနှစ်ကောင်ရှိတယ်တကောင်ကကျတော့တိုးအိုကြီးပေါ့နော်လုံးဝအကောင်ကြီးထွားနဲ့ဂျိုးကြီးကလည်းကြီးတိုးအိုကြီးရှိရဲ့သူကသွားချင်တဲ့နေရာသွားတယ်လာချင်တဲ့နေရာလာတယ်အချိန်တန်ရင်ကြောစီပြန်လာတယ်ဒါပဲနောက်တစ်ကောင်ကကျတော့လုံးဝညံကောင်းတဲ့လီလီဆိုတဲ့တိုးလေးတစ်ကောင်ရှိတယ်တိုးမလေးပေါ့နော်သူကကြောရဲ့စိတ်ကိုတည်နေရပေါ့နော်ကြောရဲ့စိတ်ကိုတည်နေနှုတ်နားလေရပေါ့နော်နည်းနည်းညံကောင်းတဲ့တိုးရှိရပေါ့တိုးမလေးပေါ့နော်နောက်ဆုံးတစ်ကောင်ကကျတော့သူကကျတော့ဘာထူးခြားတော့ဆိုတော့တိုးတွေမှာကသူတို့ရှေးရိုးအစင်စားထိုးရှိပါတော့သူတို့အရင်ဝမ်းနေပြီးတော့ခြေခွဲတဲ့ဒဏ်ကိုသူတို့ကမခံနိုင်တဲ့ဟာကြရင်1 2 3ဒါမှ1 2 3ပေါ့ကွာ1 2 3ခေါ်ပြီးအဲ့သူတို့ရဲ့ခြေခွဲဆရာဝမ်းနေဆရာအကုန်လုံးမိဖြစ်လိုက်တယ်ဒါပေမဲ့အဲ့မော့ဆိုတဲ့တိုးလေးမှာကျတော့အဲ့လိုမေးဖြစ်နိုင်တဲ့စွမ်းအားမရှိဘူးသူကဝမ်းနေဆရာတွေထိတ်နေဆရာအကုန်လုံးမှတ်မိနေရအဲ့လိုသူ့ရဲ့တိုးတစ်ကောင်ချင်းစီမှာအဲ့လိုထူးခြားချက်တွေရှိတယ်တတိမှာပေါ့နော်ကျောကညနေတိုင်းထုံးစံတိုင်းမှာသူတို့ကိုဥပဒေကျောင်းနဲ့အမှုကျောင်းတစ်ခုဖတ်ပြနေရနေပြီးတော့စသိမ်းမိုင်းလေးရောက်ခဏကြောတော်ပြီကွာငါပြင်မနေပြီမင်းတို့လည်းအိတ်တော့မယ်ဆိုပြီးတော့သူ့ရဲ့အိမ်လေးပေါ့နော်အိမ်ကားလေးတည်မလားအိမ်ကားလေးစီကိုသူဝင်သွားတယ်သူ့ရဲ့အိမ်ကားလေးကပြင်မရှိအောင်ဆိုတော့သူ့ရဲ့ရိုးပြားနဲ့နည်းနည်းလေးအလန်းဝေးရဲ့နေရာမှာရှိရဲသူတိုးထိန်တာဆိုတော့လေဒါပေမဲ့ तू ကမြို့ပြနဲ့လမ်းဝင်းနေမှာရှိရပေါ့ကွာရောဟာကျော် तू တော်ပြီငါအိတ်တော့မယ်ငါဝင်တော့မယ်ဆိုရင်ဝင်သွားဟာမသူ့ရဲ့တန်းလိုက်ဖြစ်နေဘသူတက်လိုက်မှန်းသူတို့မသိဘူးပါရဲ့အမှုထဲမှာကျတော့တင်းတင်းပစီနေဟာ तू တက်တာငါတက်တာ तू တက်တာဆိုရင်ငင်းခုန်နေကြလေးလေးကမဟုတ်ဘူးအဲ့ဒီအမှုမှန်ကအရင်တစ်ပတ်ထဲမှာတည်နေတာ तू သူ့အရင်ကတက်လိုက်တာပဲအဲ့ချက်မှာသူ့ရရတယ်မဟုတ်ဘူးပေါ့ငင်းကြတာပေါ့ငင်းခုန်လို့ကြာအဲ့မှဒီလေးက
ချစ်ကြကြခွက်ကြကြနဲ့တူတကြောင်ရှင်းပြအမဆိုပြီးနောက်နေလည်းရောက်ရောကျောကလည်းပြန်ပြောရောဟုတ်တယ်လီလီပြောတဲ့အတိုင်းပဲတူအရင်ကတက်လိုက်တာကျွန်တော်သူ့ကိုဟိုးလီလီကအရင်ညံကောင်းတာပဲလူတော်လိုက်တာဘာညာပေါ့ကွာအဲ့လိုမျိုးရိုးရှင်းတဲ့ဘဝရိုးဖြတ်တန်းနေရသူကလည်းကျောကလည်းမငီးမညူနေ့စဉ်ရက်ဆက်အလုပ်တွေလုပ်တယ်နေတိုင်းပဲဖြတ်တန်းတိုးတွေကလည်းမငီးမညူကျော်ပြောသမျှစကားအကုန်လုံးနားထောင်တယ်တဲ့စဉ်းစားတယ်သူပြောသမျှဟာပြနားထောင်တဲ့လိုမျိုးပဲဖြတ်တန်းတယ်ဒါပေမဲ့သူ့ကျောကမျိုးတွေကနည်းဆိုတော့သူကတည်တယ်ပထမဆုံးတယောက်ကသူနဲ့လုပ်ငန်းတူတယ်တိုးမွေးရဲ့လူတူတယ်တိုးမွေးရရင်တူလူတရပြီးတော့နောက်တစ်ယောက်ကတာသက်သမားနောက်တစ်ယောက်ကကျတော့ဟိုတယ်ပိုင်ရှင်သူ့နောက်ကဘာလို့မသိဘူးဟိုတယ်ပိုင်ရှင်နဲ့အမြင်မကျလားဘာမှမသိဘူးသူ့နောက်ထိတ်ထိတ်ဆုံးလိုက်ပြီဆိုတာနဲ့အဲ့လိုမျိုးဟိုတယ်ပိုင်ရှင်ကြီးအမြင်လွတ်သွားကွာနောက်တစ်ယောက်ကကျတော့စာပုတ်သမားနောက်ဆုံးတစ်ယောက်ကကျတော့ဖုန်းတော်ကြီးနဲ့ဂျောနဲ့ကဘာလို့မသိဘူးလှုပ်ရက်တော့ရှိပုံပဲဘာလို့မသိဘူးပေါ့သူတို့ကျမှလှုပ်ရက်ရှိရတော့သိကြတယ်အဲ့ကနေပြီးတော့ဂျောကနေပြီးဂျောကသူ့ရဲ့လှုပ်ရက်တွေကိုစာရေးပြီးတော့ပြန်လန်းစကားပြောနေလူတယောက်ရှိတယ်လူတယောက်တော့မဟုတ်ဘူးလူရှိရပေါ့နော်လူရှိရဟာကျတော့စာဖို့သမားစီကနေပြီးတော့ဟိုတယ်ပိုင်ရှင်ရဲ့မြင်သွားဒါဂျော့စီယာစာမလားဟုတ်တယ်စာဖို့သမားလည်းဟုတ်တယ်ဒါဂျော့စီယာစာသူတို့နှစ်ယောက်ကအပြန်အလှန်စကားပြောနေတာလှမ်းတာကြောင့်ဒါနဲ့အောင်ရှိသွားပြီပေါ့နော်ဟုတ်လားပေါ့ဟုတ်တယ်ကောင်မလေးကလည်းကောင်မလေးဘက်ကပိုးရစားလေးနေ့စီနေ့တင်းနေရမယ်ဆိုတော့တခြားရှင်းပြအဲ့နဲ့စာဖို့သမားပြန်ခိုင်းနေမှာဘာကြောင့်တော့မသိဘူးဟိုတယ်ပိုင်ရှင်ကြီးကဂျော့ပေးရဲ့စာကိုသူကဖွက်ထားလိုက်တာခိုးစာဖို့သမားစီကနေခိုးပြီးဖွက်ထားလိုက်တာဘာကြောင့်တော့မသိဘူးကွာအဲ့ဟာနဲ့အဲ့ဒီအချိန်မှာမြို့ပေါ်ကနေပြီးတော့စပင်ဝါနဲ့ကောင်လေးတယောက်ကရောက်လာကင်မရာကြီးကင်ပြီးတော့ပေါ့နော်ဘာတော့ဆိုတော့သူသတင်းထောက်သူ့ရဲ့သတင်းစာတိုင်းတေးလေးအတွက်သူကသတင်းလာရှာတာပေါ့ကွာသတင်းလာရှာဘာဖြစ်လို့ဆိုတော့မြို့မှာပွဲတော်ရှိရဒီလိုနေပေါ့နော်ပွဲတော်ရှိတယ်ဘယ်လိုပွဲတော်တော့ဆိုတော့ပွဲတော်ရှိရပေါ့နော်ပွဲတော်အတွက်သတင်းလာရှာဟာဟိုတယ်ပိုင်ရှင်ရဲ့ကျုပ်ဆိုတာပေါ့နော်မင်္ဂလာပါဘာညာပေါ့သူကနေခံဆိုတော့လေဒီမှာပွဲတော်ရှိရဘာညာပေါ့ဒါပေမဲ့တကယ်ပွဲတော်ကကျတော့သူကမျိုးကပါမျိုးပြလေးတေးလေးပါတေးလေးဆိုတော့ပွဲရကြီးကြီးလေးဖြစ်နေဟာကျတော့ဒီလောက်ပွဲလေးတေးလေးနဲ့ဘလို့သတင်းစာတပုတ်ဖြစ်မှာလဲဖြစ်မှာလဲပေါ့ကွာအဲ့နဲ့ကျွန်တော်ပြန်တော့မပြဆိုပြီးတော့ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကလည်းမဟုတ်ဘူးနင်းခါးရဲ့ပွဲတော်လာပြီးသွားပြီပဲဝင်ကြီးပြရမှာဆိုဝင်ကြီးတော့ပဲအခြေတင်စကားများကြပြန်သွားရောပြန်သွားရင်လမ်းမှာပဲအဲ့ဒီမှာသူကဂျော့ဘက်မှာကျတော့လေနေကင်းဘက်ပေါ့နော်ဂျော့ဘက်မှာကျတော့လေတားတဲ့သူနဲ့လောက်တူလောက်တဲ့လောက်ငန်းချင်းတူတဲ့လူကအများလာရယ်ကွာနေတိုင်းလာဘာကြောင့်လို့လာရဲဆိုတာတိုးရစသိနေပါလို့ဆိုတော့သူတို့ရဲ့တိုးအရှင်းပေါင်းဆက်ဖို့အတွက်လာတာတိုးနှစ်ခုပေါင်းဖို့အတွက်လာပေါ့နော်ဒါပေမဲ့ကျော်အမြဲညင်းလို့တာသူတို့ဒါပေမဲ့တိုးရတော့ပျော်တာပေါ့ကွာဘာလို့ပျော်အောင်ဆိုတော့တိုးရှင်းသူတို့တကယ်ချင်းသိရတော့မှဆိုသူတို့ပေါင်းစိတ်ကျင်တာပျော်တာဒါပေမဲ့ကျော်ကအမြဲညင်းလို့နေရပေါ့ကွာညနေကျတော့ဟာကျတော့ဟိုသတင်းစာသမားတွေကသတင်းမရတော့ခေါင်းကိုက်ပြီးပြန်ပြီးကားအရင်မောင်းသွားပါကွာမောင်းပြီးမိုးရလေးရွာနေတော့ဟာကျတော့တပင်ဝုန်းဝင်တိုင်းမိရအဲ့ဒါနဲ့သူအကူကြီးခေါ်ပါတော့ကျွန်တော်ပြန်ကျပါညာအကူကြီးခေါ်ပြီးပြန်တော့ဟာကျတော့မျိုးပြင်ဘက်ဂျော့နီရဲ့နေရာရောက်တော့ဟာကျတော့မီးတီးအောင်မှတလုံးနဲ့မီးလေးလင်းနေသူစိုက်ကြည့်နေနဲ့နောက်နေရောက်တာစိုက်ကြည့်နေမီးနေရမှာတူခုဖြစ်သွားတယ်အဲ့ဒါကအဲ့ဒီတိုးထင်းကြောကလှုပ်ဝဆန်းကျဲဆိုတာတည်ဆုံးသွားတာပဲအဲ့ကနေပြီးတော့နည်းနည်းခင်းရောက်တော့ဟာကျတော့အကုန်လုံးလာစစ်ကြပေါ့ရဲတွေရောဘာရောလာစစ်ကြတော့ဘေးကနေပြီးသူနဲ့လုပ်ငန်းတူတယ်တိုးထင်းတယောက်ရဲ့တတ်တဲ့သမားရဲ့ရဲလာစစ်တဲ့အကြောင်းသူကနှုတ်ကြီးနေရပါကွာနှုတ်ကြီးနေရောဟာကျတော့အဲ့ဒါရဲလာစစ်ကြဒါကရိုးတည်ဆုံးမှုပဲကြောကနှလုံးရက်ပြီးတော့တည်ဆုံးသွားတာပေါ့နော်အဲ့နဲ့အမှတ်ချက်ရေးလိုက်တော့မှအချိန်မှာတင်းတော့တမဖြစ်ဆိုပြီးသူကင်မရာရိုက်ပြီးတော့အဲ့နဲ့ရေးရမလာနဲ့ပေါ့နော်ဆောနာမိတ်သွားသူတို့ရဲ့မြို့မှာရဲကညံအတုံးဆုံးရဲရဲကိုလေဂျော့ကတည်ရပေါ့နော်ဆောနာတည်ရတဲ့တယောက်ထဲမှာတယောက်ကျန်တော့လို့အဲ့ဟာနဲ့နင်းပေါ့နော်မရိုက်နဲ့ဒါကရိုးတည်ဆုံးမှုပဲနှလုံးရက်တည်ဆုံးတာ
နေရိုက်စရာတရင်ရေးစရာတရင်မရှိဘူးဆိုတရားလို့လားနောက်ထပ်ဝစစ်ပြီးလားအဲ့နဲ့ရေးရနေပြဟုတ်တာပဲကျွန်တော်နောက်သူ့ရဲ့အိမ်ကိုပေါ့နော်စစ်ဖို့အတွက်မိသွားတာဆိုပြီးဂုံတူဝင်ကြည့်ရဟာကြတော့အရက်နှစ်ခွက်တွေ့ရဒါဆိုရင်တော့တက်ခံရတာရက်နှစ်ခွက်တွေ့တယ်အဲ့ထက်မှစိတ်ခက်ပြီးတက်ခံရတာပဲဆိုပြီးဟုတ်တယ်နော်အဲ့ဆိုရင်ဒါစုံစမ်းစရာအမှုဖြစ်သွားပြီတဲ့ဘာဖြစ်လို့စုံစမ်းစရာအမှုဖြစ်သွားအောင်ဆိုတော့အဲ့မျိုးပြမှာအသက်ခံရတယ်ဆိုတော့ဒါပထမဆုံးလူတက်မှုပဲဟုတ်သူ့ရဲ့အဲ့အောင်ကြောက်ပါလားဒါငါတို့ရဲ့တခင်အသက်ခံရတာလားအသက်ခံရတာပဲဆိုပြီးအဲ့နေပြီးဒီဝမ်းနဲ့ခြေခွဲမှုတွေငါတို့မေးလိုက်ရအောင်ဆိုပြီးဒီနေ့ဒါမှ1 2လို့အော်တော့မရှိသေးအသက်ကြီးဆုံးသူ့ရဲ့ရောက်လာ host နေကြအောင်ဒါကငါတို့ရဲ့တခင်ပဲငါတို့ရဲ့တခင်လို့အသက်ခံရတာကိုနင်တို့ကမေးပြလိုက်ကြမှာလားလုံးဝမေးပြလို့မရဘူးနော်ငါတို့တခင်အတွက်တရားမျှတမှုကိုရှာရမယ်အဲ့နဲ့ဟုတ်တာပဲငါတို့ရဲ့တခင်ငါတို့ပေါ်အရန်ကောင်းခဲ့တာတရားမျှတမှုရှာရမယ်ဒီလေးရထွက်လာဟုတ်တယ်ဒီအရက်နှစ်ခွက်ရေးတွေကပြောရပါတော့ဒီအရက်နှစ်ခွက်တွေ့ပုံရရင်အရက်တူတောက်လောင်ထိရင်းနှီးရလိုပဲနေမှာပြီးတော့ဂျောရဲ့လက်မှနဲ့ဆေးတွေပေးထားတယ်ဆေးတွေပေးထားဂျောကအစိမ့်ဆေးတွေပေးထားဆေးတုတ်တဲ့ဆေးတည်မလားအဝါရောင်လို့ဆေးရောင်လို့ပါပေးထားတယ်ဒါကရုံရင်းစကဖြစ်ရင်လည်းတို့ရဲဖြစ်ကြရင်လည်းလဲတည်ထားတာနေမှာအဲ့တို့တို့ရဒီလေးရခဏလေးအတွင်းမှာဆုံးဖြတ်ချက်ချနိုင်နေတာပဲခွေရစစ်ရနေတာပဲဆိုရန်အော်ရအဲ့နဲ့ဟုတ်ပြီသူခဏနေကြအမျိုးပြရနေပြီမျိုးရနေပြီdown ခေါင်းလုံးတိုင်ကြအဲ့မှာအကြီးဆုံးဒါကမျိုးထဲမှာတစ်ခုသတင်းထိုးပြီဆိုရင်တီးနေကြခေါင်းလောက်မယ်အဲ့ကြရင်လူတွေအကုန်လုံးစုစုဝေးဖြစ်ပြီးဘာဖြစ်ကြအောင်ဆိုပြီးသတင်းတွေပြောကြရပါတော့အဲ့အစုဝေးကိုတော့လူတသမားကအယောင်ဆောင်ပြီးတော့အဲ့မှာဟိုဖိုးရပြောလိုက်တာကျတော့လီလီယာအဲ့ဆိုရင်အဲ့အစုဝေးတဲ့ကိုတော့လူတသမားအယောင်ဆောင်ပြီးတော့မသိအောင်ဆောင်ပြီးလာမှာပဲအဲ့တော့ငါတို့တော့စုံစမ်းမယ်လီလီယာဟုတ်တယ်စုံစမ်းမယ်ငါပါမယ်ငါဒီအမှုကိုဖော်ထုတ်မယ်ဆိုတော့မက်ကလည်းဟုတ်ပြီအဲ့ဆိုငါလိုက်မယ်ဘာဖြစ်လို့ဆိုတော့ငါဒီအဖွဲထဲမှာငါညံကောင်းဆုံးမယ်ငါဘယ်အောင်မှလည်းမေးပြလို့မရနိုင်ခဲ့ဘူးအဲ့တော့ငါကဒီအဖွဲထဲမှာညံကောင်းဆုံးမယ်ငါလိုက်မယ်ဟုတ်ပြီနင်တို့နှစ်ယောက်လိုက်ခဲ့ငါတို့မျိုးတဲ့ကိုသွားပြီးတော့စုံစမ်းမယ်အဲ့ဒါနဲ့အတကြီးဆုံးဘိုးကြီးကအမြဲတမ်းသူက6သွားနေရတယ်သူ့ကိုအမြဲတမ်း6သွားလိုက်အိမ်ပြန်လာလိုက်6သွားလိုက်အိမ်ပြန်လာလိုက်ဆိုတော့သူကရိုးနေဟာကျတော့လမ်းပြတာမျိုးပဲလမ်းပြဟာကျကတ္တရလမ်းရင်းနဲ့တွေ့တယ်အဲ့လမ်းတွေ့ဟာကျလီလီနဲ့မက်ကဒါပါကြီးယုံပေါ့ဘလို့ကြီးယုံမဲကြီးပေါ့သူကတခါမှအဲ့အပြုံမြောက်ဘူးသူစကြက်ထဲမှာပဲလဲတယ်ပတ်တယ်ကြောထဲဝင်နေစားပြီးပြန်လာတယ်ဆိုတော့ဒိုင်းမြောက်ဒိုင်းရအဲ့အဖိုးကြီးကနေပြီးဒိုင်းရဘာမှမဖြစ်ဘူးဒါမျက်လိုပဲမျက်ကုံမအနဲ့ရောင်ဖိလို့ရတယ်လမ်းလျှောက်လို့ရတယ်ဆိုပြီးတော့အကုန်လုံးကြော်ဖြတ်ပြီးတော့မျိုးရဲတဲ့ရောက်ဟာကျတော့ဟုတ်တယ်သူတို့ပြောတဲ့အတိုင်းပဲလူစုလူဝေးဖြစ်နေပြီးတော့ကြော့သေးဆုံးတဲ့ကြောင်ပြောနေကြတယ်အဲ့ရဲကနေပြီးတော့ဒါကကြော့ရဲလူတက်ခံရတာပဲလူတက်ခံရမှုပဲဆိုပြောလိုက်တဲ့အချိန်မှာပဲသူတို့လူအုပ်ထက်ကားကောင်းဆိုင်တကြီးရောက်ရှာလာအဲ့မှာမင်းမပြူလေးတယောက်ကထွက်လာတယ်သူကဘယ်သူတုံးဆိုတော့ကြော့အမြဲစာဖို့နေကောင်မလေးတယောက်အဲ့မှာငါကကြော့ရဲ့သမီးပဲလို့ပြောလိုက်တဲ့အချိန်မှာခုတော့တုံးလုံးချောက်ချကြတယ်တိုးရီအစားတုံးလုံးချောက်ချကြတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုလူမျိုးလူဘာကြီးမှာသမီးရှိနေဆိုတော့တရားမှမသိကြအဲ့ဒါနဲ့အဲ့ဂျော့ရဲ့ရှိနေဖြစ်တဲ့လူအဲ့သူ့သမီးငားလာရှိနေဖြစ်တဲ့လူထွက်လာပြီးတော့ဒီမှာဂျော့ရဲ့တည်တန်းစာပဲဒီထဲမှာပိုင်းလူအမှန်တများကိုဖတ်ခိုင်းမှုအတွက်အဲ့လိုတိခေါ်ပြီးတော့ခေါ်ခဲ့ဆိုပြီးခေါ်ခိုင်းလိုက်တယ်ခေါ်ခိုင်းလိုက်တော့ဟာကျတော့ဂျော့ရဲ့ပိုင်ဆိုင်မှုရအများကြီးဖြစ်နေတယ်လေကွက်တွေရောဘန်ထဲမှာထည့်ထားတဲ့ပတ်စံတွေရောပတ်စံ3သိန်းလားမသိဘူးကွာဒေါ်လာ3သိန်းကွာပတ်စံတွေရောလဲကွက်တွေရောအကုန်လုံးကိုသူ့သမီးကိုလွှဲပြောင်းချစာပို့ထားတယ်ဒါပေမဲ့ပထမစာမှာကျတော့စာနှစ်ဆောင်ပို့ရပါနော်သူမသိခင်တလားလောက်နေတော့အစားကျတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူ့သမီးတဝက်သူ့သားနဲ့ရှိသေးတယ်သူ့သားနဲ့သူ့သမီးနဲ့ပေးမယ်ကျန်တဲ့ဟာအကုန်လုံးမိဘမဲ့ခေရမှာလှူမယ်ဆိုရေးခဲ့ဒါပေမဲ့ကြော့မတည်ဆုံးခင်တရက်မှာပို့လိုက်တဲ့စာမှာကျတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသူ့သမီးကိုပေးမယ်လို့ရေးထားခဲ့အဲ့လိုပြောဟာကျတော့တို့တွေကအဲ့ဒါကြားသွားတာပေါ့နော်ကြားတော့ပေါ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူ့သမီးကိုပေးမှလားပေါ့
ပြီးတော့အရင်တော့ကသူသမီးကအမေရိကမှာနေတာဒါပေမဲ့အမေရိကကနေပြီးတော့ဒီကိုရှင်းရောက်လာတာဆိုတော့သူအဲ့ကျော်အသက်ခံတဲ့ညကသူဒီနယ်ထဲမှာရှိနေဆိုတာသိကြသွားပြီဆိုတော့ဟာကျတော့အဲ့ဒါလည်းတနည်းဖြစ်စာအချက်ဖြစ်ခဲ့တယ်ဒီကနေပြီးသူသမီးကအလိုပြောလိုက်တော့ဟာကျတော့ကျော်မှာအဲ့တော့ပတ်စံနေအများကြီးရှိရလားပေါ့ဒီလိုစင်းစင်းရဲနေလိုက်လူကနေပြီးတော့ဒီတော့ပတ်စံနေအများကြီးရှာမသိခဲ့ပါလားဆိုဘာဖြစ်လို့မသိရတော့ဆိုတော့အရင်တော့ကသူကသူ့အိမ်မှာဖြစ်တဲ့နှက်ခမ်းနာယောဂါကိုသူကကိုယ်တိုင်သူ့ဒေသနာလှုပ်ပြီးတော့စီးဝါကုမ္ပဏီကိုရောင်းစားဖြစ်တယ်ဒေါ်လာ3သိန်းမို့ဒေါ်လာတန်း30နဲ့ရောင်းချခဲ့ပြီးတော့ကျော်ရဲ့သမီးကခုမှဘာလို့ပေါ်လာတာလဲဆိုတော့အရင်တော့ကကျော်ကပတ်စံမရှိရတဲ့အတွက်ဖုန်းကြီးပေါ့နော်အဲ့လိုဖုန်းကြီးเจ้าမှာသွားပြီးဆွန့်ပစ်ခဲ့ပြီးတော့သူများကိုမွေးစားဖို့ပေးလိုက်တယ်အကြောင်းမလို့ခုမှပေါ်လာတာအဲ့ဒီခါမှာချောင်းကြည့်နေတဲ့တိုးလေးတွေကအဲ့ဒီနားလေးကမုန်းလာအိုးစားပြီးရုပ်တည်ဖြစ်သွားအဲ့လိုပြေးလာလို့တဲ့အချိန်မှာဟိုတယ်ပိုင်ရှင်အနီးကအဲ့ဒီဂျော့စီရတင်ထားတဲ့စာကြီးအထွက်ကြလာဟာကျဟာဘလို့ဒီအနီးစီမှာဂျော့ရဲ့စာရှိနေတာလေပေါ့အဲ့လိုမျိုးအကုန်လုံးကတန်တရားဖြစ်နေတဲ့အချိန်မှာပဲကိစ္စတွေကပူပြီးရှုပ်ထွေးသွားဟာကျသူ့ဘာမှမမေးလိုက်ရပဲနောက်တစ်ခန်းရောက်သွားဟာကျသူတို့ကအရန်လောက်ရှာနေဟာကျရေကပောက်သူ့သမီးကိုပေါ့နော်သူတို့ကအရန်ဆိုးစမ်းနေပြီဒီသူတို့ကိုထိမ့်ပြီးမှရတော့မယ်ဆိုပြီးသူတို့ထိမ့်သမားပြောတာအကြောင်းမလို့နေမထိမ့်နိုင်ရင်တော့ငါ့ကိုပေးလိုက်သူတွေကိုငါတူအောင်နဲ့ပေါင်းပြမယ်ဆိုပြောဟာကျအကုန်လုံးကလည်းသဘောတူကြတာပေါ့နော်ပြောဟာကျညရောက်တော့ကျရေကပါအရန်သူ့သမီးအရန်ကိုစိတ်ထိခိုက်နေသူ့အဖေနဲ့ပြန်ဆောင်ရတဲ့နေ့မှာသူ့ဖေကိုတွေ့ကျင်လို့ပြန်လာတဲ့နေ့မှာသူ့ဖေကတည်ဆုံးသွားတယ်ပေါ့နော်သူအရန်ကိုစိတ်ထိခိုက်နေရပေါ့နော်အရန်စိတ်ထိခိုက်နေဟာကျသူတို့ရတယ်အမှုမှန်ဖော်ထုတ်ရှင်နေအဲ့ဒါနေပြီးတော့ရဲသားကိုသူတို့ညကြရင်သူ့ရဲ့ကြောကဖက်ပြတယ်စုံတော့ဝတ်ထွေကိုခိုက်ပြီးတော့သူ့အင်ရှိကိုသွားပို့တာဒီရေတုံးနေပေါ့နော်တရားလေးနည်းနည်းဖက်လိုက်မှဆင်ပြေမှာပေါ့အဲ့မှာသူဘာရောက်နေအောင်ဆိုတော့သူ့ရဲ့သတင်းထောက်ကြရောက်နေတာသတင်းထောက်ကြကျွန်တော်ဒီmomentဖော်ထုတ်ပေးမယ်ကူညီပေးမယ်ဖော်ထုတ်ရမှာကူညီပေးမယ်အဲ့လိုဖော်ထုတ်ရမှာကူညီပေးမယ်ပေါ့နော်ပြီးတော့သူရိုက်ထားတဲ့တပ်ပုံမြောင်မြန်တပ်ပုံတွေကိုထုတ်ပြပြီးတော့ရေကဒီပေါ့နော်ဒီကြောတည်ဆုံးမှုကအစိတ်ခတ်ခံရပြီးတည်ဆုံးတာအစိတ်ကဘာအစိတ်တုံးဆိုသူတို့ရဲ့မြို့အလေကောင်မှာပေါက်နေတဲ့တစ်ပင်ရဲ့ယူကလစ်ပင်ရဲ့အစိတ်အဲ့လိုပြောလိုက်တော့ဟာကျတော့အဲ့ဆိုရင်ဒီမြို့ခံတွေပဲတိမှာပေါ့နော်တိမှာဆိုတော့ကျတော့တိုးရီလာပြီးတဲ့စာအုပ်ကိုရေရဖတ်တာပေါ့နော်ဖင်းနဲ့တေချာဝပြီးဒါကသူစာအုပ်ကအသိဉာဏ်ကြီးတုံးပြီးဖမ်းပြမယ်ပေါ့နော်သူ့ကိုအမြဲတမ်းခက်ညံ့ရဲလို့ပြောနေတဲ့ဂုံသူပြန်ဆင်မယ်ဆိုပြီးတော့ရှင်မှာ keyless ကလည်းသူ့ရဲ့တိုးရီနဲ့ပေါင်းဖို့အတွက်ချီယုံနေပေါ့နော်အမှတိုးမိတ်နေတိုးတည်မလားတိုးအိုကြီးကနေပြီးတော့ဒီပေါ့နော်သူ့သမီးကိုပြောပါတော့ဒီတိုးကြီးကအရန်ကိုမှဦးနေပြီပြီးတော့ဒီတိုးကိုဘွဲတော်တစ်ခုကနေပြီးတော့ဂျော့ကခေါ်ယူခဲ့တာဘွဲတော်ဆိုတာဘာတော့ဆိုတာတိုးရီကမသိတော့ဘူးဟိုင်းမေးကြပါဘွဲတော်ဆိုတာဘာတော့မေးရဟာကြောဖွေးရနေပြီးတော့ဒီရွာဘွဲတော်တစ်ခုကတိုးတွေကိုခွေးတွေနဲ့ခြာခိုင်းတာခွေးနဲ့လိုမျိုးတပ်ပုတ်ကြပါကွာတပ်ပုတ်ပြီးတော့ခွေးတွေကြိုက်တာကိုသူတို့ရခန်းရတာကွာအဲ့ဒါကိုတောက်ခံနိုင်ရလောင်းတာကွာတောက်ခံမခံနိုင်ရဘယ်နှမိနစ်အတွင်းတောက်ခံနေပါညာလောင်းတာပေါ့ကွာအဲ့မှာတိုးရအရန်အုံနေပြီဖြစ်တဲ့အတွက်ဂျော့ကနေပြီးတော့ဖိုးကြီးကိုပတ်စံများပေးပြီးဝဲပြီးတော့ကစ်တင်ထားတာအဲ့ကြောင့်မလို့တိုးဖိုးကြီးကဂျော့ကိုကျေးဇူးဆက်ရှင်နေရမှာဆုံးတော့ကလည်းသူ့ရဲ့စာအုပ်ကြီးကိုဖတ်ပြီးတော့စဉ်းစားပါကွာပထမတစ်ယောက်ကတော့သူသမီးဖြစ်နိုင်တော့တရေခမ်းပထမတစ်ယောက်ကဘာဖြစ်လို့ဆိုတော့ဂျော့ရဲ့အမွေတွေကိုသူကအပိုင်လို့ခြင်းလို့သူသမီးကိုပေးမယ်ဆိုတဲ့တန်းစာရေးခဲ့တာသူပိုင်လို့ခြင်းလို့တက်ပြလိုက်တယ်ပေါ့နောက်တစ်ယောက်ကကျတော့တသက်တမနဲ့ဘာဖြစ်လို့ဂျော့နဲ့မခင်တာလို့ဆိုတော့ဂျော့ကတသက်တမကတရိစံနီကိုတက်ပြတဲ့အတွက်ကြောင့်ဂျော့ကမချင်တဲ့လို့တက်ပြတာနောက်တစ်ယောက်ကကျတော့ဟိုတယ်ပိုင်ရှင်ဘာဖြစ်လို့ဟိုတယ်ပိုင်ရှင်ကပါရအောင်ဆိုတော့ဂျော်ရဲ့စာကိုခိုးခဲ့လို့ရေးရမသိငါဖြစ်နေရနောက်တစ်ယောက်ကကျတော့ပထမဆုံးသူ့ရဲ့ရုပ်လောင်းတွေ့ခဲ့တဲ့
သူနဲ့လုပ်ငန်းတူတယ်သူထိန်မင်းဘာလို့သူစီကိုသွားလို့ရုပ်လောက်တွေးခဲ့တာသူစီသွားလို့ပေါ့နော်ဘာလို့သူစီသွားခဲ့ရတော့ဆိုတော့မြင်ငါတူတူငါထားအောင်သူကအဲ့လိုစိတ်ကြက်ကြီးမှာကွာအဲ့လိုတယောက်တစ်ပိုင်းနဲ့ငါထားကြမြင်ငါကတော့တောင်းတာပေါ့နော်အဲ့ဒါနဲ့မတင်ကဖြစ်နေနေမှနောက်တယောက်ဖြစ်တဲ့ဖုန်းတော်ယူသွားမိရနောက်ကတိုးထိန်နေတယ်ပါသွားပါတော့အဲ့ဒီမှာဖုန်းတော်ယူဘယ်လိုမေးအောင်ဆိုတော့ဂျောမတီကရပိုင်းကဖုန်းတော်ကြီးကြောင်းကိုအလူငွေတွေအမြောင်များလုပ်ခဲ့တယ်အဲကြောင့်မလို့သွားမိရအဲ့လိုစစ်စေးမင်းမြရေးနဲ့မှာဖုန်းတော်ကြီးကြောင်းနဲ့ဂျောရဲ့လိုအပ်ချက်ကိုသိခဲ့ရတာဘယ်လိုတော့ဆိုတော့ဂျောကအရင်တော့အရင်ဆင်းရဲတယ်သူ့ရဲ့မိန်းမလည်းသူ့ထားခဲ့တယ်အဲကြောင့်မလို့သူကလေး2ယောက်ရှိရသူ့ရဲ့သမီးရဲ့နောက်ထပ်သားလေးတစ်ယောက်ရှိတယ်သူတို့နှစ်ယောက်ကဖုန်းတော်ကြီးကြောင်းမှာပေးခဲ့တယ်ဖုန်းတော်ကြီးကြောင်းကနေပြီးမွေးစားဖို့အတွက်တခြားလေးကိုပေးလိုက်တယ်သူပတ်စံပြန်ရှိလို့ဆေးဖော်လိုက်လို့$30ရတော့ပတ်စံပြန်ရှိလို့ချောင်းပြန်လာပြီးတော့သူသားလေးရုပ်တွေ့ချင်လို့ပါတော့ဒါပေမဲ့ဖုန်းတော်ကြီးရေးစီးခဲ့အရာမွေးစားလိုက်ရင်မွေးစားပြီးသွားရင် information တွေပြောလို့မရဘူးအဲ့ဒီဟာဘယ်လိုဖြစ်တုံးဆိုတော့အဲ့ဒီဖုန်းတော်ကြီးကြောင်းကကျတော့ဇရေးစက်ခိုက်ရမ်းလို့နေအလူငွေရမ်းလို့နေဟာမှာဂျောကနေပြီးတော့အဲ့လိုပဲနေ့စဉ်နေ့တိုင်းဘယ်လောက်လူမဲသူ့တော့ information တွေပြပါဆိုတာနဲ့သူသားရဲ့နေရနဲ့သူသမီးရဲ့နေရကိုသိခဲ့ရတာအဲ့ကြောင့်မှဂျောမှာသားတယောက်ရှိမှသိလိုက်ရတာဒီခါမှရဲကြီးကဟာအဲ့ဆိုငါသိသွားပြီအမှုကဘယ်လိုလုပ်တာငါသိသွားပြီဆိုသူသမီးဆိုပြေးပြီးတော့နေ့ရက်နောက်ကျောင်းငါစုံစမ်းမိသွားရင်နေ့ရက်နောက်ကျောင်းမှာနေ့ရက်အရင်နာမည်ကအခုနာမည်မဟုတ်ဘူးနာမည်ပြောင်းထားတာပြီးတော့နေရာအဲ့လိုစားရက်စားတဲ့အတူလုံးမှုနဲ့ဖမ်းခံရဘူးလေအဲကြောင့်မလို့လူသမားနေမဲဆိုမဟုတ်ဘူးကျမတကယ်ပြောနေတာဒီစားရက်စားတဲ့အတူလုံးမှုကလည်းသူကြီးစားအောင်ကြောင့်ဖြစ်တာဆိုပေမဲ့ရေးရမယုံတော့သူဖမ်းလိုက်ပြီလက်ထိတ်ခတ်လိုက်ပြီမနက်ခင်းဆိုရင်မြို့အကြီးရဲတွေကအဲ့ကောင်မလေးကိုလာခေါ်တော့မှာအဲ့ဒီညမှာပဲသူသမီးကိုဖမ်းတာညမှာပဲတိုးလေးရငါတို့ကသူသမီးကိုဖမ်းထားလိုက်တဲ့အတွက်ကြောင့်တိုးထင်းရဲ့ဈေးရမှာနေရတော့မှာကွာမလို့နေကြတယ်အကြောင်းလို့သူကအဲ့ဒီဈေးကဘယ်လိုရှိအောင်ဆိုတာသွားဆောင်စမ်းကြတဲ့အခါမှာအဲ့ဒီတိုးကြီးကတိုးထင်းကြီးကတားတက်သမားကြီးနဲ့ပေါင်းပြီးတော့တိုးတွေကိုပေါ်ပြီးတော့ရောင်းနေတဲ့အတွက်ကြောင့်တရားဝင်ရောင်းတာမဟုတ်ဘူးနော်မှောင်ခိုဈေးနဲ့ရောင်းတဲ့အတွက်ကြောင့်စားရဲမှာကြောကအဲ့တိလို့သူ့ရဲ့တိုးအောင်နဲ့မပေါင်းတာဆိုတော့နားလေသွားကြောရဲ့စေတနာကိုနားလိုက်ပြီးတော့ထွက်ပြေးကြဖို့လို့မှအဲ့တိုးထိန်မွေးထားတဲ့တိုးရိုင်းနေရဝင်လာပြီးသူတို့တိုက်ခိုက်ကြတော့ဒီမှာတင်မသူဈေးကိုကျူးကျော်လာပြီးပါညာတိုက်ခိုက်ကြတော့အဲ့ဖိုးကြီးအဲ့တိုးဖိုးကြီးကဝင်ကိုင်းနဲ့အသက်ဆုံးရှုံးသွားတဲ့အချိန်မှာအဲ့ဟာကိုတီးနေပေါ့တီးပြီးတော့ကြောပြန်လာသူ့ဈေးကိုပြန်လာကြောနင်တို့ပြေးကြတော့မနေ့ပြန်ဆိုငါတို့အဲ့ဈေးကိုဝင်လို့မရဘူးအဲ့ဈေးကြီးရမကောင်းဆိုးဝါးကြီးအုပ်ရှုံးနေတာပြေးတော့ဆိုအကုန်လုံးကသူ့စကောင်းသားထောင်ပြီးပြေးကြပြီးတော့ပထမဆုံးလမ်းမကြီးတည်မလားအဲ့လမ်းမကြီးနဲ့အကုန်လုံးရက်တန်သွားပြီးဒိုင်းရပိုင်းတော့ငါတို့ဒိုင်းရမဖျက်ချော်နိုင်ဘူးဒီကိစ္စကြီးကိုမေးလိုက်ကြရအောင်ငါတို့ကိုယ်တဘာဝအတိုင်းပဲရှင်းတယ်ကြရအောင်ဆိုပြီးတော့1 2 3ဆိုပြီးမေးလိုက်ကြအဲ့မှာလီလီကမမေးနိုင်တော့မောကလည်းမမေးနိုင်တော့လို့လီလီကလည်းအဲ့ကိစ္စကြီးမမေးနိုင်တော့တိုးကြီးကတော့အဲ့တိုးဖို့ကြီးကဘာတူလဲငါတို့ဘာလို့ထွက်ပြေးနေကြရလဲဆိုတော့မေးပြီးတော့သူတို့ရဲ့တိုးအုပ်ကိုသူတို့ပြန်သွားလီလီကတော့သူ့တိုးအုပ်ကိုကြိတ်ရှင်တဲ့စိတ်ကြောင့်ပဲတမီတထိုင်နိုင်ဖြစ်ပြီးတော့ဂျောသူတို့ကိုသူတို့စာဖုတ်ဖတ်ပြရနေတယ်ရောက်ပြီးမိုင်းနဲ့အဲ့မှာဂျောရဲ့ပုံရင်လေးကိုတွေ့လိုက်ပြီးတော့ဘာမှမဖြစ်နဲ့ဒါကအဲ့လိုပဲရင်ဆိုင်ရမှာပေါ့ရင်ဆိုင်မှာလောကထက်နေပါညာဆိုပြီးလက်လေးတို့ထောင်ပြလိုက်တာအဲ့ဒီအချိန်မှာသူကတခုခုတီထားမိွာတီထားလို့အယောင်ထူးဆန်းတဲ့တိုးလေးကိုသွားခေါ်တာတိုးလေးပေါ့ငါတို့ကူညီအောင်ပေါ့ဆောင်းအတီမှာမွေးတိုးလေးမင်းကူညီစရာရှိတယ်ဆိုပြီးတော့နောက်နေ့ရောက်တော့ဟာကျတော့အဲ့သူသမီးရဲ့ရှုပ်ခန်းချိန်မှာတိုးတွေကတင်ငင်တိုက်ပြတာစီးရုံရှင်ရှယ်ပြီးတင်ငင်တိုက်ပြတာပြရင်ဟာကျနည်းနည်းကြောင့်အဲ့ရဲအဲ့ဒါမြင်တာပေါ့နော်ဒီတိုးတွေကဘာတွေပြထားတာတော့စဉ်းစားရင်းနဲ့အဲ့သူသမီးကိုသူများအဲ့မျိုးဝိုင်လူရဲလက်အပ်တဲ့အချိန်မှာသူသဘောပေါက်ရနေရောဒီကန်စစ်ကသူသမီးမဟုတ်ဘူးဘသူပဲဆိုပြီးပြောလိုက်တာ
ဘသူပဲဆိုပြောနေတာအဲ့တရားကန်စစ်ကဘသူလဲဆိုတော့သူသားဖြစ်နေတာလုံးဝနှစ်တည်းကြာကြီးပျောက်ဆုံးနေတဲ့သူသားဖြစ်နေတာအဲ့ဒီသူသားဘသူလို့ဆိုတော့သတင်းထောက်ဘာဖြစ်လို့ပြောနေတာလဲဆိုတော့အဲ့ဒီစောင်းရသည်မှာမွေးတဲ့တိုးလေးရဲ့ခြေထောက်ကိုကြည့်ပြီးပြောတာဘာဖြစ်လို့ဆိုတော့ကြောတည်သွားရဲ့နေရဘယ်ဘက်နဲ့ညာဘက်မှာဆေးရုံလေးရှယ်ထားတယ်အဝါရောင်နဲ့အပြာရောင်လေးရှယ်ထားတယ်ဒါပေမဲ့သူအမြဲဆေးတုံနေကြအယောင်ကဆေးရဲ့အယောင်ကအပြာရောင်ဒါပေမဲ့သူ့ရဲ့လက်တစ်ဖက်ကဆေးရောင်ပြောင်းသွားတယ်ဘာဖြစ်လို့ဆိုတော့အဝါရောင်နဲ့ရောသွားလို့ဘာလို့အဝါရောင်နဲ့ရောတာလဲဆိုတော့စိုးစေးကြောင့်အဲ့ဒီမှာဘာလို့လဲဆိုတော့သတင်းသမားကအဝါရောင်စပင်းရှိရကွာအဝါရောင်စပင်းကဈေးပေါ်ပေါ်သူ့ရုပ်ဖြတ်ဖို့အတွက်ဈေးပေါ်ပေါ်စပင်းစိုးစေးကိုအဲ့ညာတွင်ရှင်းဆိုးပြီးတော့ရုပ်ဖြတ်ပြီးဝင်သွားခဲ့တာအဲကြောင့်မလို့သူ့ရဲ့လက်မှာအဝါရောင်နဲ့အဝါရောင်ပေါင်းအစိမ်းရောင်နဲ့အပြာရောင်ပေါင်းပြီးအဝါရောင်ပြောင်းသွားတာဘာဖြစ်လို့ဆိုတော့သူ့သတင်းထောက်ကဘာဖြစ်လို့တက်ရတာလဲဆိုတော့သူကအမွေတွေကိုလိုချင်တယ်ဒါပေမဲ့အခုမရနိုင်တော့ဆိုတော့သူသိတယ်သူ့အဖေကတခါပြောပြီးသားမိဘမဲ့ကြီးရလူမှာပေါ့အဲ့ဒါမလို့သူ့အမကိုသူကကြောက်တွန်းလိုက်တာကြောက်တွန်းလိုက်တယ်ဆိုတာဒီအမကအမွေအကုန်လိုချင်လို့သူ့အဖေကိုတက်လိုက်တယ်ဆိုတဲ့ပုံစံနဲ့ကြောက်တွန်းလိုက်တာအဲ့ဟာနဲ့အကုန်လုံးကသတင်းထောက်ကိုဝိုင်းဖန်ကြတော့သတင်းထောက်ကကားနဲ့ထွက်ပြေးရပေါ့ကားနဲ့ထွက်ပြေးရဲ့အခါမှာအဲ့ကြောရဲ့ခုံအားပလာကြီးတဲ့တိုးညီနောင်ကြီးထွက်ချပြီးကားရုံဝန်းတိုက်ပြတာအဲ့လိုတိုးကြီးနဲ့ခွေပြတာခွေပြပြီးအမိဖမ်းနိုင်တာပေါ့နော်အဲ့နေဘသူတက်တောင်ဆိုတာတီးသွားတီးနောက်ဆုံးပိုင်းကျတော့သူ့သမီးကသူ့အဖေရဲ့သူ့အုံလေးတွေကိုဆက်ပြီးအုပ်ရှုပ်ပြီးသူ့သမီးပဲအဲ့အမွေတွေရသွားပါတော့ဒါပေမဲ့အမွေတွေကိုသူ့သမီးကမယူခဲ့ဘူးသူ့အဖေရဲ့နောက်ဆုံးဆန္ဒအတိုင်းမိဘမဲ့ကီယာကိုလှူတယ်သူ့အဖေနေခဲ့တဲ့လိုမျိုးသူ့တွေကိုထိန်းချောင်းပြီးသွားတာအဲ့တော့ချိုကိုရဲ့ချိုကိုပုံမြင်ရုံနားထောင်တဲ့လူလေးတွေကတော့အိတ်တော့နော်အလုံးမဲ့ good night ပါ bye bye ချိုကိုနဲ့အိတ်ရှင်နေစနေနိုင်ကျော်တနားရောင်ကျော်နေ